ဒီနေ့အလုပ်ရှိတာပဲအော်ရာတင်ထားတဲ့သူတွေလည်းရှိသေးတယ်ဒီနေ့သွားပြရအောင်ပါရေလေးလည်းမြန်ချိုးအောင်ပါကဲဆိုလို့ရှိရင်ရေပူလေးနဲ့ပဲချိုးလိုက်ပါမယ်ရေအေးနဲ့မချိုးတော့ပါရေပူလေးနဲ့ကအရင်ကြိုက်တယ်ကဲဆိုလို့ရှိရင်ရေချိုးပြီးသွားပြီဆိုလို့ရှိရင်ဘာလို့ရမလဲဆိုတော့အဲ့ဒီတော့လေးရမှာပေါ့နော်ဒီကတတရလေးဝတ်သွားရမယ်တတရလေးဝတ်မှအစိပ်ပြေမှာအဲ့ကြတော့တတရလေးဝတ်သွားလိုက်မယ်ကဲဒီမှာစပင်လေးကိုတော့ဒီလိုမျိုးလှလှပပလေးချထားလိုက်တယ်ကောက်လိုက်တယ်ပေါ့နည်းနည်းလေးပြီးတော့မှလက်ကအိတ်လေးယူမယ်ပေါ့နော်ပြီးကြလို့ရှိရင်တခြားသူတွေစောင့်မယ်ပေါ့နော်အခုလောဆယ်ရတော့ဘသူတွေ order တင်ထားလဲကြည့်ပါမယ်အခု order တင်ထားတဲ့သူတွေရှိရပေါ့နော် order တော့မဟုတ်လိုက်ပြပေးရမယ်သူရှိပါတယ်အဲ့ကြတော့တောင်းမှဖြစ်ပါတယ်ခုဆိုရင်လက်ကလေးယူပြီးတော့ပေါ့နော်တောင်းမှဖြစ်ပါတယ်သူတို့တွေကိုအရင်စောင့်ပေးရမှာပေါ့နော်ကျမအိမ်ရှိမှလေးပဲသူတို့ကိုစောင့်ပေးလိုက်ပါမယ်ဒီကပေါ့နော်သူကွန်ဒိုနဲ့လုံးချင်းလေးကြည့်နေဆိုတော့ပါအဲ့ကြောင့်ခဏစောင့်ပေးလိုက်ပါမယ်ကဲဆိုတော့ခုလောစေဟိုအမကြီးအိမ်ကိုတွားရမယ်ဟုတ်ကဲ့အမကျွန်တော်တို့ရောက်ပါပြီခင်ဗျာအော်အေးဆိုလာခဲ့လေးလာခဲ့ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့လိုက်ပြပေးနိုင်မလားရတယ်လိုက်ပြပေးမယ်လေအခုအကိုတို့ကြည့်ရှင်တာကကွန်ဒိုလေးတခန်းနဲ့လုံးချင်းမလားဟုတ်ပါတယ်ခင်ဗျာအဲ့လိုရှင်ကျွန်တော်အရင်သွားနေလိုက်မယ်နော်ဟုတ်ပြီအမနောက်ကလိုက်ခဲ့မယ်ကဲဆိုသွားကြမယ်သူအဲ့အမယူတော့ဆုံးလိုက်ပါမယ်ငါတို့အရင်သွားလိုက်တာကောင်းဆုံးပဲဟုတ်တယ်ဆိုလို့ရှင်သွားမယ်ဒီနားလေးမှာပဲကြည့်ရမယ့်ဟာ2ခေါက်လောက်ကြည့်ရမှာဒါလေးကတော့လုံးချင်းလေးထင်တယ်ဒီလုံးချင်းလေးကိုအရင်ကြည့်ရမယ်ခြံလေးကတော့တော်တော်ကျယ်သားပဲဟိုအမကြီးကိုစောင့်လိုက်ပါအောင်မယ်ဒီကတော်တော်ဈေးမြင့်ပါပဲကဲသူတို့ကတော့ရောက်သွားတော့ပြီငါကတော့ခုမှနှီးအေးစစ်စစ်ပဲဟေးဒီကအရှိရမရက်လဲဘာဖြစ်နေလဲမသိပါဘူးထားလိုက်ပါတော့ဟိုမှာသူတို့ကိုတွေ့ပြီဒီအိမ်လေးကိုသူတို့ကပြခိုင်းစီရှင်နေတာလိုင်းပေါ်ကလေးကโอเคဟုတ်ပြီဟုတ်လာလို့ရပါပြီရှင့်ကဲဆိုကျမလိုက်ပြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ခြံရတော့အကျယ်ကြီးပဲဒီမှာဆိုလို့ရှိရင်မီးဖို့လို့ရမယ့်နေရာရှိမယ်ဆောင်းရဒီဆိုရင်ပေါ့နော်အခုလောဆယ်အိမ်မှာတော့ပိုင်ရှင်ရှိပါတယ်ပိုင်ရှင်တော့ခွင်တောင်းပြီးသားပေါ့နော်သူတို့အိမ်နဲ့ဝင်လို့ရလားဆိုတာပေါ့နော်ဒီမှာဆိုလေကောင်းလူထက်ကောင်းပါတယ်ဒီမှာပတင်းပေါက်တွေကြီးပဲပေါ့နော်ဒီမှာစားတော့ဆိုင်စီးရုံရေစခန်းအကုန်နီးရပေါ့နော်ဒီအခန်းလေးထဲမှာဆို2 bed ချီမယ်ပေါ့နော်ပြီးကြရင်ဒီမှာဆိုလို့ရှင် TV တစ်လုံးပါမယ်လို့မှန်ပါမယ်ပေါ့နော်ဝလေကန်းလေးပါလေးပါမယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်း2 bed တွဲမယ်ဒီမှာဆိုလို့ရှိရင်တော့bookshelf တွေပါမယ် PC တွေပါမယ်ပေါ့နော်အဲ့လိုမျိုးအလုပ်တွေပါကိစ္စတွေပါမယ်ပေါ့နော်အဲ့ဒါလေးပါမယ်ပတင်းပေါက်ကလည်းပါပါသေးဟိုဘက်အခန်းမှာတော့ TV ပါတယ်ပေါ့နော်မန်တင်ကုန်ပါပါတယ်ဒီမှာကတော့ဒီလောက်ပဲပါတယ်ဒါပေမဲ့ဒီမှာကတော့ PC ပါတယ်ပေါ့နော်ဟိုမှာဆိုမီးဖို့ကြောင်ရှိမယ်ဒီချိုးကန်းအိမ်သာအကုန်စုံပါတယ်ပေါ့နော်ကြာရင်ဒါလေးကတော့ဈေးလေးကတော့2800 3000နီးပါးတော့ရှိမှာပါဖြစ်လဲဆိုတော့သူကစားတောက်ဆိုင်ကုမ္ပဏီစေးရုံပြီးကြလို့ရှင်ရဲစခန်းနယ်လည်းနီးရပေါ့နော်ပြီးတော့ခြံလည်းကျယ်တယ်ဆိုတော့ပေါ့နော်အဲ့လောက်ဈေးလေးတော့ရှိမယ်ပေါ့အဲ့ဆိုရှင်နောက်တစ်ခုလိုက်ပြရအောင်လားရှင်ဟုတ်ကဲ့ခင်ဗျနောက်တစ်ခုလိုက်ပြပါအောင်နော်ကိုနိုလေးမလားအဲ့ဆိုကျမအရင်သွားလိုက်မယ်ပေါ့နော်နောက်ကနေလိုက်လာခဲ့ပေါ့နော်ကျမအရင်သွားလိုက်တာကောင်းမယ်ကဲဆိုရင်တော့သူတို့တွေကိုခဏတော့ထားခဲ့ပြီးငါတို့ကအရင်သွားလိုက်ပါမယ်လေဟိုမှာရက်နေရကောโอเคဆိုတော့သူတို့တွေကိုလိုက်ပြရမယ်လိုက်သူတို့တွေတကယ်လို့ဝယ်ခဲ့ရင်တော့ကောင်းတာပေါ့ကွယ်အဲ့ဆိုကုမ္ပဏီဘက်ကအကျိုးမြတ်ရတာပေါ့အဲ့ဆိုလို့ရှိရင်ပြကြလို့ရှိရင်သူတို့ကိုပြပြီးသွားလို့ရှိရင်ကိုယ့်တကူ relax လုပ်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ခုလောစေကတော့ဘာမှမလုပ်ရသေးဘူးသူတို့အရင်လိုက်ပြလိုက်ပါအောင်မယ်ပေါ့နော်အလောက်ကလည်းမြေနေ့တိုင်းမရှုပ်ဘူးဆိုတာမရှိဘူးပေါ့နော်အဲ့ကြခဏလောက်မောင်းလိုက်ပါဦးမယ်လာ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 โอเคခုနောက်လောက်ဆိုရင်တော့ကွန်ဒိုလီယာရောက်ပြီပေါ့နော်သူ့မှာကအထက်လေး20 14တဲ့မာကုန်ပြီစကားရအောင်မှာ14တဲ့ပါပါတယ်အဲကြောင့်တို့တွေအရင်စောင့်လိုက်အောင်မှာပေါ့နော်တို့ကအဟိုးအပေါ်ဆုံး14တဲ့မြောက်ကိုစောင့်ထားပါပေါ့နော်အဲကြောင့်အခုလောလောဆယ်တော့တို့လာတာကိုစောင့်လိုက်ပါဦးမယ်ကဲရောက်တော့မှဟိုအမကြီးပြောတဲ့နေရာကိုက
ဒီမှာရောက်ပြီဒီကုံတို့ရအကျူပဲရှေ့ဟေးโอเคအမကျွန်တော်တို့ရောက်ပါပြီအဲ့ဆိုလို့ရှင်အမလိုက်ပြမယ်လीနော်ဟုတ်ပြီအဲ့ဆိုလို့ရှင်လိုက်ပြပေးပါအောင်နော်โอเคလိုက်ပြပေးမယ်နော်အဲ့ဆိုလို့ရှင်เนาะဒီမှာပေါ့เนาะကိုတို့မိထားတာကတော့14တက်မြောက်ကိုမိထားဆို14တက်ကိုအရင်သွားကြမယ်ပေါ့เนาะအခုဆိုကျွန်မလိုက်ပြမယ်ပေါ့เนาะသွားကြမှာမယ်ကဲဓလိကားလေးကတော့နည်းစောင့်ရမယ်ပေါ့เนาะဆိုဟိုအပေါ်ဆုံးတက်ဆိုတော့ဒီကဲ14တက်ကိုသွားမယ်ပေါ့เนาะနည်းနည်းလေးတော့စောင့်ပေးရမယ်ရှင်အဲ့ဆို14တက်မြောက်ကလေးရပေါ့လေဝင်တက်တော်ကောင်းပါတာဖြစ်လို့ဆိုအပေါ်ဆုံးမြင့်တက်လေးဆိုတော့လေရမ်းမိုက်တယ်เนาะကိုတို့မတို့ဟုတ်တယ်ကျွန်တော်တို့ကလည်းအဲ့လိုမျိုးကိုပဲကြားရလို့အပေါ်ဆုံးတက်ကိုရေးယူထားတာ။အော်အဲ့လိုကောင်းတာပေါ့အကြိုက်နဲ့အလုံးနဲ့လည်းကွက်တိဖြစ်သွားတာပေါ့နော်။ဟုတ်တာပေါ့။ကဲအဲ့ဆိုရင်တော့14ရက်မြောက်ကိုရောက်ပြီပေါ့နော်။အဲ့ဆိုရင်တော့လိုက်ခဲ့ပါအောင်နော်ကျွန်မပြပါမယ်။ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဖက်နှက်ထားတဲ့စင်လေးပါလေးရှိမယ်။ပထမအဆုံးရင်ချွငှက်အိမ်တောင်အိမ်ပြမယ်ပေါ့နော်။ရင်ငှက်အိမ်သာဆိုရင်တော့ဒီနားမှာဘေးစင်ပါမယ်။အဝတ်လျှော်ဆက်ပါမယ်။ဟိုမှာဆိုရေဘူးရေအေးရမယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်လဲ toilet ရှိမယ် toilet ကလည်းနေရာအကျယ်ကြီးပဲเนาะဘေးစင်လဲပါပါတယ်ဘေးစင်နဲ့မှန်နေပေါ့เนาะဆိုလို့ရှိရင်ထပ်ပြပါဦးမရှင်ဒီမှာဆိုလို့ရှိရင် kitchen ရှိမယ် kitchen မှာအကုန်အစုံပါတယ်ပကန်းစင်ပါညာမီးအငွေ့ဆုပ်ဆက်တွေပါတယ်ဒီမှာဆို dining area လေးပါမယ်ဒီမှာဆို living room လေး couch လေးတွေပါတယ်ပေါ့เนาะဟိုမှာဆို TV ပါသေးတယ်ဒီမှာဆိုလို့ရှိရင်တော့ဆောင်းရဒီဆိုလို့ရှိရင်နွေ့နွေ့လေးနေလို့ရအောင်လို့မီးလင်းပိုလေးနဲ့ထည့်ထားပြီးရပေါ့နော်ပြီးကြရင်ဟိုနားမှာလည်း TV ကြည့်ရနေရတစ်ခုထပ်ပါအောင်မယ်ပေါ့နော်ဒီနေရာလေးကတော့အောက်မှာထိုင်ပြီးကြည့်ရတယ်ပေါ့နော်ဒီလိုမျိုးလေးပါဒီလိုမျိုးလေးပဲထိုင်ကြည့်ရတယ်ပေါ့နော်ခုဆို TV နှလုံးရှိသွားပြီနော်ထပ်ပြပါအောင်မယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းPC room တွေပါရှိရပေါ့နော်ဒီမှာပါဒီ PC room လေးဆိုလို့ရှိရင်တော့အလုပ်အကင်တွေပါတယ်လုပ်မယ်အဲ့လိုမျိုးသုံးမယ်ကွန်ပျူတာဘာညာသုံးမယ်ဆိုသုံးလို့ရတယ်ဒီမှာဆိုလို့ရှိရင်2ယောက်အိတ်ကရင်ပါမယ်TV စင်လေးလည်းပါအောင်မယ်ပြီးကြလို့ရှိရင်လည်းမန်နေကုံလေးလည်းပါအောင်မယ်ရှင် TV ကတော့စုပေါင်း3ခုပါတယ်ပေါ့နော်ဒီတိုက်လေးရဆိုလို့ရှိရင်တော့အနည်းဆုံးခံမှန်းထားပေးတာပေါ့နော်1800 1500လောက်တော့ခံမှန်းထားပေးတယ်ဒါပေမဲ့မသေးကြသေးဘူးပေါ့နော်ကုမ္ပဏီဘက်ကပြောင်းရင်လည်းပြောင်းမှာပေါ့နော်2000လောက်တက်သွားခြင်းလည်းတက်သွားမှာဘာဖြစ်လဲဆိုတော့သူကအဲ့လိုမျိုးအကုန် facility ရလည်းအကုန်ပါတယ် facility တွေမှာဆိုလို့ရှိရင်24 hour security ပြီးကြရင် car parking ပြီးကြလို့ရှိရင် electricity water အကုန်လုံးရတယ်ပေါ့နော်အဲကြတော့ဈေးလေးကတော့မြင့်မယ်ရှင်ပြကြရင်ဒါလေးရတယ်အပေါ်ဆုံးတက်ဆိုအဲ့လောက်ထိတော့ဈေးမမြင့်ဘူးပေါ့နော်ညီတက်လေးတွေရပဲဈေးလေးနည်းနည်းများတယ်ပေါ့နော်ဟိုအောက်ဆုံးတက်လေးကတော့များပါတယ်အဲဆိုလို့ရှိရင်တော့ကိုတို့လိုချင်တော့အခုချက်ချင်းလက်မှတ်ထိုးသွားပြီးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့အခုပဲယူလိုက်တော့မယ်ပေါ့နော်အဲဆိုရင်တော့အဲ့ဒါကတော့ကောင်းတာပေါ့နော်အဲဆိုလို့ရှိရင်အောက်မှာတော့ကျမတို့ကုမ္ပဏီဘက်ကလူတွေရှိမယ်ပြီးကြလို့ရှိရင်ဒီကွန်ဒိုပိုင်ရှင်တွေပါတယ်ရှိမယ်ပေါ့နော်ပြီးကြလို့ရှိရင်အကိုတို့အခုချင်းလက်မှတ်ထိုးရလို့ရပါတယ်အဲ့ဆိုလို့ရှိရင်တော့လိုက်ခဲ့ပါအောက်မှာရှိရပေါ့နော်ကျမတို့ဟိုဟာကုမ္ပဏီဘက်ကလူနဲ့တခြားသူတွေပါညာရှိရပေါ့နော်အဲ့ကြတော့လိုက်ခဲ့ပေးကြပါအောင်နော်โอเคဆိုတော့အောက်ရောက်လာပြီပေါ့နော်အဲဆိုလို့ရှိရင်ဟိုနားမှာကျမတို့ကုမ္ပဏီဘက်ကလူရှိပါတယ်သူတို့ရှီကနေလက်မှတ်ထုတ်ပေးလို့ရတယ်ပေါ့နော်အဲဆိုထိုင်ကြပါအောင်ရှင်ထိုင်လိုက်ပါအောင်နော်ကျမလည်းထိုင်လိုက်အောင်မယ်โอเคဆိုကကျမဒီမှာပေါ့နော်စာရွက်လေးပေးပါမယ်ဒီစာရွက်လေးပါမှာလည်းလက်မှတ်လေးထုတ်ပေးပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာထုတ်ပေးပါမယ်ဒီမှာပါဒီစာလေးမှာလက်မှတ်ထုတ်ပေးပါနော်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ထုတ်ပေးမယ်နော်ကဲအဲ့ဆိုကျွန်တော်ထိုးပြီးွားပြီဆိုတော့ဒီကွန်ဒိုအခန်းလေးကကျွန်တော်အပိုင်ပေါ့နော်ဟုတ်ပါတယ်ရှင်ပြီးတော့မှပေါ်လာတဲ့လက်မှတ်ထိုးရုံမရှိပါသေးဘူးပတ်စံပေးရသေးဘူးပေါ့နော်ပတ်စံလေးကိုတော့တူမောတော့မှပေးလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာအဲ့ဆိုလို့ရှင်ကျွန်မသွားလိုက်ပါအောင်မယ်နော်ဟုတ်ကဲ့အဲ့ဆိုလို့ရှိပေါ့တော့ကျွန်မအခုဆိုလို့ရှင်နော်လိုက်ပြပြီးွားပြီဆိုတော့ကျွန်မရဲ့ relaxဖြစ်သွားပြီပေါ့နော်ကိုကတကူအပန်းဖြေလေးပါလေးလုံးအောင်မယ်ပေါ့နော်အဲ့ဆိုလို့ရှင်အခုပဲသွားမလဲဆိုတော့ကျွန်မလောဆယ်အရန်ဘိုက်စာနေပြီဆိုတော့ကျွန်မဟိုသွားမယ်ခောက်ဒီဆာကူရာမြို့မှာအကောင်းဆုံးခောက်ဆွဲဆိုင်လေးသွားမှာဖြစ်ပါတယ်အဲ့ဆိုလို့ရှင်လိုက်ခဲ့ကြပါအောင်နော်ဒီရှက်ကလည်းမြမောင်းမကြည့်ပါဘူးကြော်လိုက်တယ်ဒီဟိုဟာဒီဘက်ကကြော်လို့မရဘူးဒီဘက်က platform နဲ့ထိနေမှာဆိုဒီဘက်ကနေပဲကြော်လိုက်တော့မယ်
Okay sorry ပါကြော်လိုက်ပြီနော်အဲ့ဆိုလို့ရှိရင်ခုနလေးမှာပေါ့နော်ခေါက်ဆဲဆန်လေးအရန်ကောင်းတယ်လို့ကြားတယ်အဲ့မှာကျမ try ကျင်နေရ menu လေးရှိပါတယ်အဲ့ဒါလေးကျမ try ကြည့်လိုက်မယ်ပေါ့နော်အခုလောကျမဝင်လာမယ်ပေါ့နော်ဒီက customer service လည်းကောင်းတယ်လို့ပြောပါတယ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ခေါက်ဆဲဆန်လေးနဲ့ကြိုပါတယ်ဘာလို့ရှင်လဲမှာပါကဲဒါလေးကကျမ try ကျင်နေရ menu အစ်လေးပေါ့နော်အရန်ကောင်းတယ်နော်ဒီမှာရင်းနှီးပတ်တွေကလည်းအများကြီးပဲဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဆိုင်ရဟာလေးကိုမျှော်လင့်မယ်လို့ကြိုက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကြိုက်ပါတယ်ရှင်အဲ့ဆိုရင်တော့တွေ့ရမလား customer service ကလည်း 100% တော့အရန်ကောင်းတယ်အဲ့ဆိုလို့ရှိရင်ကျမလည်းအဲ့လိုဆိုင်ဖွင့်မှုတော့စဉ်းစားထားပါတယ်ဒါပေမဲ့လည်းမတိသေးဘူးပေါ့နော်မတိကြသေးဘူးအခုလည်းကျမ beach မှာသွားပြီးတော့ relax လုပ်မှာဖြစ်ပါတယ်အိမ်တော့ပြန်သေးဘူးပေါ့နော်အိမ်မှာဆိုရင်တော့တော်တော်ပြင်းနေတဲ့အောင်ညင်းငွေ့နေပေါ့နော်အဲ့ကြတော့ဒီမှာ beach လေးမှာပဲကိုယ့်အတူကိုအနားယူပန်းဖြေအဲ့လိုမျိုးလေးလုပ်ရမယ်ပေါ့နော်ရေကူးမလို့ပါကျမရေကူးဝတ်စုံလေးတစ်ခါရပါတယ်ပေါ့နော်အဲ့လိုမျိုးကျမအမြဲအစင်သိရင်ဆောင်ထားတတ်တယ်ပေါ့နော်အဲ့ကြဒီမှာ relax လေးလုပ်မယ်ပေါ့နော်ရေလေးကူးမှာဖြစ်ပါတယ်ဒီမှာပေါ့အရန်တာရတယ်နော်ဒီ Sakura မြို့လေးကိုအလဲလာလို့ရပါတယ်အရန်မှာတာရနေမြို့လေးတစ်မြို့ပါအရှုပ်ရှက်တွေအရန်ကင်းနေနော်အဲ့ဆိုလာလဲကြအောင်နော်ကျမရှိကိုโอเคဒါဒီနားလေးမှာကျမဖျားခင်းပြီးတော့လေအဲ့လိုမျိုးကျမပစ္စည်းပါတင်ထားလို့ရတယ်ဒီမှာကျမဒီလိုထားခဲ့နေမှာကျမရှိမှခိုးမဲ့သူမရှိဘူးပေါ့နော်ကျမခုဒီလိုခေါင်းလေးစီးလိုက်တယ်ပြီးတော့ရေကူးဆောင်လေးနဲ့ပေါ့နော်ခေါင်းစီးရဆိုတာလည်းအဲ့လိုမျိုးပွားကျဲလန်နေအောင်မလုပ်အောင်ပေါ့နော်ခေါင်းလေးစီးထားတာဖြစ်ပါတယ်ဒီမှာကျမရေကူးမှာဖြစ်ပါတယ်ကျမရေကူး skill လေးကျမထုတ်ပြမှာဖြစ်ပါတယ် let's go ဒီမှာကျမရေကူး skill ပေါ့နော်ကြည့်ကြည့်ကြပါကျမ diving ထုတ်မှာဖြစ်ပါတယ် let's go okay ရပေါ့နော်ကျမခုနလေးမှာကျမရေလေးစိန်လိုက်မယ်ပေါ့နော်ရေစိန်တာအကောင်းဆုံးပဲအဲ့ဒါလေလုံးဝအရန်ကျမရေစိန်ရတာကြိုက်ရေကူးရတာထက်ကျမရေစိန်ရတဲ့အရာတော့ကျမပူကြိုက်တယ်ပေါ့နော်ကျမဒီမှာထားလိုက်ပါဦးမယ်လာကဲအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမရဲ့ view လေးကိုကြည့်ရတဲ့အတွက်တယောက်ချင်းစီတိုင်း like subscribe လုပ်ခဲ့ပါအောင်နော် bye bye မှာ